ကြောင့်နဲ့မငါတို့ဦးပြောဖို့ခဲ့တဲ့နေတွေရဲ့အတန်းသွားတက်ရင်တူတူပဲငါလိုက်ပူတဲ့ခါနဲ့ပြောတယ်ကြောင့်စင်းတဲ့ချိန်ငါတို့ဦးအတူစားခဲ့တဲ့တမင်ဆိုင်တွေအခုတော့လဲနေအိမ်မလာနေကမေတို့သွားပြီးထင်ပါတယ်နေပုံပြင်လေးတွေပြောတယ်ငါအိမ်မလေးရဲ့ပြောင်းကွယ်အချစ်ရဲ့အနေရစားတဲ့ရိုမီယိုဂျူလီယာမင်းနိုင်ဘူးဆိုအားတဲ့အိမ်ဝတ်တို့ချစ်မယ်ဆိုခုတော့လဲလေပုံမြင်ထဲမှာချန်ထားခဲ့သူရဲ့နေငါနဲ့ဝေးပြီးတော့မနေနိုင်ဘူးဆိုငါတယောက်တည်းပဲသိချစ်တယ်ဆိုခုတော့လဲလေငါရဲ့ဝေးကိုထွက်သွားခဲ့သူရဲ့နေရစားတဲ့